သူဟာခွေးတွေပြောတဲ့စကားကိုနားလည်နိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိသူတယောက်ပါတနေ့မှာတော့လီဆာလို့အမည်ရတဲ့ကိုဝင်းဆောင်မျိုးသမီးတူဟာသူမရဲ့အလက်စကန်မာလာမြို့ခွေးကြီး Snowball နဲ့အတူသူ့အိမ်ရှိကိုရောက်လာပြီးအကူအညီတောင်းပါတယ် Snowball ဟာခလီ3ယောက်နဲ့တက်ကြီးရွယ်ကိုအမျိုးသမီး9ယောက်ကိုကိုက်ခွဲဘူးလို့သူ့ကိုလေ့ကျင့်ပေးဖို့သူမကပြောပါတယ်သူဟာတခုခုမားနေပြီဆိုတာကိုချက်ချင်းရိပ်မိသွားပြီး Snowball ဟာလူသားတွေရဲ့အသားကိုအရသာတွေးနေပြီဖြစ်ကြောင်းဒါကြောင့်သူ့ကိုအဆုံးစီရင်ယူသနီရှာပေးလိုက်ဖို့ပွင့်ပွင့်လင်းလင်းပဲအကြံပေးလိုက်ပါတယ်ဒါကိုကြတော့လီဆာဟာချက်ချင်းပဲတုန်လှုပ်သွားပါတယ်သူမဟာ Snowball ကို10နှစ်ကြာအောင်ဒါအရင်တရားလို့ပြုစုပြောင်းထောင်ခဲ့တာဖြစ်လို့သူကလူကိုစားလိမ့်မယ်ဆိုတာကိုလုံးဝမယုံကြည်နိုင်ပါဘူးသူမကသူ့ကိုအရန်ရက်ဆက်တယ်လို့ထင်မိပြီး Snowball လူကိုကိုက်တိုင်းဟာတခြားသူတွေရဲ့အမားကြောင့်တာဖြစ်တယ်လို့ညင်းဆိုပါတယ်ကလေးတွေကသူ့ကို6လန့်လို့ဒါမှမဟုတ်အဘွားအိုတွေကသူ့အမိကိုနေမိလို့ဆင်ချေပေးပါတယ် Snowball ဟာပုံမှန်ဆိုရင်အရန်လိမ္မာပြီးသူမနဲ့ပဲနီးနီးကပ်ကပ်နေတတ်တာလို့လည်းထည့်ပြောပါသေးတယ်90 ကီလိုဂရမ်လောက်လေးပြီးအရွယ်ရောက်ပြီးသူတယောက်လောက်အရက်ရှိတယ်ချွန်းကက်ကက်အဆွဲလေးရှိတယ်အဲ့ဒီ Alaskan ခွေးကြီးကိုလီဆာကသူ့ရဲ့အမွေပွားလေးတွေကြောင့်ပဲဘာအကာအကွယ်မှမပါပဲပွေ့ချထားပါတယ်ကိုဝင်9လ6လရှိပြီဖြစ်တဲ့လီဆာကကိုဝင်ရှိလာပြီးနောက်ပိုင်း Snowball ကိုမထိန်နိုင်တော့ဘူးလို့ဆိုပါတယ်သူမကတင်းတန်းကြီးကိုနှစ်ဆပေးမယ်လို့ကန့်လန့်ပြီး Snowball ကိုခိတ္တာလေ့ကျင့်ပေးဖို့တောင်းပန်ပါတယ်လီဆာရဲ့ဘိုက်ကိုကြည့်ပြီးသူစိတ်ပြော့ထားက Snowball ကိုယာယီလက်ခံဖို့တဘောတူလိုက်ပါတယ်ဒါပေမဲ့လီဆာပိုက်ဆံပေးပြီးထော်တာနဲ့သူ့ရဲ့မျက်နှာပေးဟာအေးဆက်သွားပါတယ်သူကသူ့ရဲ့လက်ထောင် Jeff ကိုအခိုင်အမာဆုံးတန်းလောင်အိမ်တစ်ခုယူလာဖို့ခိုင်းလိုက်ပါတယ် Snowball ဟာတစ်ချိန်လုံးထူးထူးခြားခြားငြိမ်သက်နေပြီးအစိမ့်သက်တဲ့နေရာကိုရောက်လာတဲ့တာမန်ခွေးတစ်ကောင်မှရှိတတ်တဲ့ကြောက်ရွံ့တုန်လှုပ်မှုမျိုးလုံးဝမပြားကသူ့ရဲ့တန်တရားကိုပို့ခိုင်းပါစေပါတယ် Jeff ကမုံတွေနဲ့ Snowball ကိုလောင်အိမ်နဲ့ရောက်အောင်များခေါ်ပေးမင်း Snowball ကမင်းငါကိုဖမ်းဖို့ကြိုးစားနေတာပဲလို့တွေးပြီးတတိထားကနောက်ဆုတ်သွားပါတယ်ဒီခွေးဟာတာမန်ခွေးတွေကအများကြီးပိုစမတ်ကြပြီးညံကောင်းတယ်ဆိုတာသူချက်ချင်းအတည်ပြုနိုင်လိုက်ပါတယ် Snowball ကိုတန်းလောင်အိမ်နဲ့ထည့်ပေးဖို့သူနဲ့ Jeff တို့တော်တော်လေးအားစိတ်ထုတ်ခဲ့ရပါတယ်အဲ့ဒီနောက်သူက Jeff ကို Snowball ဟာလူသားတွေရဲ့ XY syndrome နဲ့ဆင်တူတဲ့မစ္စာမျိုးပြီးသားပါလာတဲ့မွေးရပါအကောင်စော်လေးဖြစ်တယ်လို့ပြောပြပါတယ်သူဟာရန်လိုယုံတယ်မကပဲရင်းပါအောင်လုပ်လို့မရတဲ့အမျိုးအစားပါတာမန်ခွေးလေးချင်းရင်းနီလန်းတွေဟာအတုံးမဝင်ပဲအချမ်းဖတ်မှုကိုအချမ်းဖတ်မှုနဲ့ပဲတုံ့ပြန်ဖို့ကတခုတည်းပါနီလန်းဖြစ်ပါတယ်နောက်တနေ့မနက်စောစောမှသူခွေးစားကျွေးဖို့ထွက်လာပါတယ်သူလေ့ကျင့်ပေးထားတဲ့ခွေးတွေကသူ့ကိုမြင်တာနဲ့သူတို့စိတ်ထဲကနေဇရာကြီးလာပြီးလို့ဟောင်းပြီးအမီးတရန်ရန်တွေဝမ်းသာအားရကြိုးဆိုပါတယ် Snowball တကောင်ပဲလောင်အိမ်ထဲမှာလှုပ်ရှားမှုမရှိပဲဝက်နေပါတယ်သူကဂျပန်ကင်တစ်ခုကိုထုတ်ပြီးတခြားခွေးတွေရှေ့မှာတမင်တရန်စားကြပါတယ်တခြားခွေးတွေကစားခြင်းစိတ်ဆောနေကြပြီမဲ့ဘယ်သူမှလူမစားရကြပါဘူးအဲ့ဒါကတော့သူတိဆောက်ထားတဲ့အထက်အောက်အစင်လာစီခမ်းပါပဲဒါပေမဲ့ Snowball ကတော့ဂျပန်ကိုမြင်တာနဲ့ဟင်းဟောက်ပြီးလောင်အိမ်ကိုကုတ်ချစ်ပါတော့တယ်သူဟာလူသားအသားကိုပါတွန်းတနေပြီးသူ့ကိုဂျပန်ကိုပါစားခွဲဖို့ကြံစီနေတာပါသူကချက်ချင်းပဲကောပြားတစ်ချောင်းကိုကောက်ကြည့်ပြီး Snowball ကိုရိုက်နှက်ကကျေးဇူးမတီးတတ်တဲ့အကောင်လူကိုကိုက်တာခွင့်မလွတ်နိုင်စရာပဲလို့ဆဲဆိုကိန်းမောင်းပါတော့တယ်တာမန်ခွေးကြီးဆိုရင်သူ့ရဲ့အရှင်ကဝါကြောင့်ကြောက်လန့်ပြီးဝတ်သွားကြမှာဖြစ်ပေမဲ့ Snowball ကတော့အရိုက်ခံနေရတာတော့ဘာကြောက်ရွံ့မှုမှမပြပဲမျက်လုံးတွေထဲမှာရက်ဆက်ကြမ်းစုမှုတွေနဲ့ပြည့်နေပါတယ်အကယ်၍လီဆာရဲ့ပိုက်ဆံကိုသာလက်မခံခဲ့ရင်သူတီလိုအန်တီရဲ့ညတဲ့ခွေးကိုဘယ်တော့မှလက်ခံထားမှာမဟုတ်ပါဘူးဒါကြောင့်သူကိုလိုက် Snowball ကိုတာဝန်ယူလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်ပြီးအဲ့ဒီလေ့ကျင့်မှုဟာ3နှစ်နီးပါးကြာမြင့်ခဲ့ပါတယ် Snowball ကသူ့အစားအစာကိုကားခွဲလာတခြားခွေးတွေကိုကိုက်တာဒါမှမဟုတ်တစုံတစ်ယောက်ကိုခုံအုပ်ဖို့ကြိုးစားတိုင်းမှာပါးရိုက်ခံရတာဒါမှမဟုတ်ကောပြားနဲ့အရိုက်ခံရတာတွေကြုံရပါတယ်ဒါပေမဲ့သူ့ရဲ့ရက်ဆက်ကြမ်းစုမှုကတော့ကြောက်မသွားပါဘူးဒီနေ့မှာတော့ Snowball ကသူ့ကိုနောက်ကနေရုတ်တရက်ခုံအုပ်ပြီးကြွိုက်ဖို့ကြိုးစားပါတယ်သူက Snowball ကိုကောပြားနဲ့ပြင်းပြင်းထန်ထန်ရိုက်နေတုန်းမှာလေလီဆာကဖုံးကိုခိုင်းပြီးရုတ်တရက်ပြေးဝင်လာပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတော့သူမဟာဒေါသကြီးနဲ့ဒါဟာတိရိစ္ဆာန်ညင်ပန်းနေဆက်မှုထကြောင်းဗီဒီယိုလေးရိုက်ထားကြောင်းဆွဆိုပါတယ်သူမကပိုက်ဆံပြန်အပ်ဖို့ဒါမှမဟုတ် Snowball ကိုဒူးထောက်တောင်းပန်ဖို့ချင်းချောက်ပါတယ်လီဆာမှာကိုဝင်ရှိနေမှန်းသိတာကြောင့်သူမကိုဒေါသမထွက်စေချင်ပါဘူးပိုက်ဆံပြန်အပ်ဖို့သူသဘောတူလိုက်ပေမဲ့ Snowball